ပြောတစ်တော်ဆိုတာစိတ်ကုန်လာပြီမာကြီးတို့လူတွေရဲ့ဝေဖန်မှုလူတွေရဲ့တိုက်ခိုက်မှုလူတွေရဲ့အပြစ်တင်မှုကိုပြောလုံးဝမခံစားနိုင်တော့ဘူးလုံးဝစိတ်ကုန်လာပြီဒါဆိုကိုတစ်တော်မစော့တော့ဘူးပေါ့မပြောဘူးနော်ဒါမပြောဘူးအခုလက်ရှိကျွန်တော်ကိုဒီလောက်ထိဖြစ်နေတာတော့မှတို့ကမျက်နှာပြောင်တိုက်နေသေးတယ်နော်ဟိုကျွန်တော်ရဲ့9ရက်သားသမီးကနေတူတန်းထားတဲ့ငွေက3,900နီးပါးရှိနေပါပြီTikTok ပေါ်တက်900ထိကိုလည်းကျွန်တော်ဟိုအကုန်လုံးတကယ်ကိုမှလိုအပ်နေတဲ့နေရာတွေမှန်သမျှကိုတိတိကျကျစုံစမ်းပြီးတော့ကျွန်တော်လှူပေးသွားမှာပါလိုအပ်တဲ့ဆိုတဲ့နေရာမှန်သမျှကိုစုံစမ်းပြီးတော့လှူပေးသွားမှာပါအဲ့ဒါအတွက်လည်းစိတ်ချပါကျွန်တော်ကိုလှူဒန်းထားတဲ့9ရက်သားသမီးတွေရဲ့ပတ်စံကိုလည်းကျွန်တော်တပြားတစ်ချက်မှမယူပဲမသုံးဆွဲပဲနဲ့ကျွန်တော်တိတိကျကျစည်ရင်တကွာနဲ့ကျွန်တော်တေချာလေးကျွန်တော်ရဲ့ page မှာလည်းပေါ်ပြပေးထားပါတယ်နေ့စဉ်လှူနေတဲ့လှူငွေတွေကိုလည်းတိတိကျကျနဲ့ကျွန်တော်တင်ပြပေးသွားတာဖြစ်တဲ့အတွက်လှူတဲ့တူတယောက်ချင်းစီတိုင်းကိုကျွန်တော်စိတ်ထဲကနေလှိုက်လဲကျေးဇူးအထူးတင်ရှိတယ်ဆိုတာလေးပြောချင်ပါတယ်ဟုတ်ကဲ့ပါအခုကျွန်တော်ရောက်နေတာကတော့တဦးမျိုးရေတပန်းစာတင်ကျောင်းတိုက်ကိုရောက်နေတာပါခင်ဗျာအဲစာတင်ကျောင်းတိုက်မှာတော့အခုမြင်တဲ့အတိုင်းပဲနောက်ကဒါတန်ဃာတော်တွေစာတင်နေတဲ့ကျောင်းကြီးကအကုန်လုံးကိုပြိုကျပျက်စီးသွားကြည့်ပါအောင်ဗျာတော်တော်အခြေအနေဆိုးသွားတာနော်ဟုတ်ပါတယ်ပြီးတော့ဒီဘက်မှာဆိုရင်လည်းဒါကျောင်းကြီးတော့ပုံစံမပြတ်တော့ရှိနေသေးပေမဲ့အပိုင်းလိုက်ကိုအကျောင်းတွေကအများကြီးရှိနေရပါခင်ဗျာအဲ့အတွက်ကျွန်တော်တို့ဘက်ကနေလည်းအကျောင်းနေနေဆိုတော့ကျွန်တော်နဲ့9ရက်သားသမီးကနေတက်နိုင်တလောက်လေးပေါ့နော်စစ်ပူရတာပေါ့နော်350ကိုဂျာကြီးဒီကျောင်းကြီးတွေပြန်လဲပြုပြင်မွမ်းမံမှုအတွက်ဆရာတော်ဘုရားကိုတပည့်တော်တို့လှူပါတယ်ဗျာကတ်လှူပါတယ်ဒီလိုလုပ်ပါရိုက်ဟိုပြောမှာဟမ်ရပါလိမ့်မယ်ဒါကຫນွေပိုးအိမ်ကကိုစင်ကိုနဲ့အတူတွေးမြင်ရတဲ့မင်းသားတုတ္တအောင်ပဲဖြစ်ပါတယ်တို့ဒါအားတတရောဆရာထက်တာစွာနဲ့ကျေးဇူးလေးပါလေကျွန်တော်ရဲ့မင်းတို့တော့ဟိုလူလေးပါဗျာဟုတ်ကျွန်တော်မင်းတို့တော့လူလေးပါနော်ငဟုတ်လင်ပေးပါဒါထိခိုက်တရားရနေတဲ့သူတွေကိုကိုတိုင်ကိုကြလိုက်ရောက်ပြီးတော့လူတန်းပေးနေတာပဲဖြစ်ပါတယ်ဟုတ်ကျွန်တော်လည်းငယ်ဘုန်းကြီးလူလေးပါကျေးဇူးပါခင်ဗျာမင်္ဂလာပါအခုကျွန်တော်တို့စိတ်ပန်းကျိုးပါဗျာငလင်ပြီးတော့ငီးဝေးကိုတင်လာတဲ့ရက်ကွက်ကိုရောက်နေတာဖြစ်ပါတယ်အခုဒီဘက်ရက်ကွက်မှာတော့ရက်ကွက်ကတော့နှစ်ခုရှိတယ်ချို့တွေကငလင်ပေးပြီးမီးပေးပါတက်တာနော်ဘယ်ရက်ကွက်မှာတော့ဒီမီးပေးတဲ့ဒီအိမ်တော်စုက84စုရှိပါတယ်တဲ့အခုဒီနေ့ကြောင်းလိုက်ထိုးပြီးဆိုတော့ကျွန်တော်တို့တယောက်ချင်းစီပေးဖို့ကြတော့အရန်မှောင်ဝါမှာဆိုတဲ့အတွက်ဒီလေးလေးစိတ်ပန်းကလည်းယုံကြည်မှုရှိတဲ့အတွက်ကျွန်တော်လေးလေးစိတ်ပန်းမှာတစ်ဆင့်လေးတယောက်ချင်းစီကိုလူဖို့ကျွန်တော်84ကျွန်တော်တို့ဒီဝက်ဘွေးနဲ့တကယ်ကြီးမိသားစုများတူပေးပါတယ်ဟုတ်ကျေးဇူးတင်ပါတယ်နော်အားလုံးကျေးဇူးပါခင်ဗျာအများဆုံးကျေးဇူးပါလေးလေးဆက်လုပ်ပါရစေ။ဘာမီလေးမကောင်းကြပါဘူးဗျာ။ကျေးဇူးတင်ပါတယ်အားလေးပါဗျာ။အားတောင်းပေးမယ်လေးရ။အားတောင်းပေးပါဦး။အားလည်းအချမ်းပဲတော့။နောက်တောင်းပေးပါတော့9ရောက်မလို့9တောင်းလို့ပြောတာ။အချမ်းတော့9တောင်းပေးပါလေ။9တောင်းပေးပါလေ။တော့ဘယ်လိုပေးလဲ။ဒါတော့ဇွဲတက်ရွှေဆိုင်ရဲ့အစရုဒေတာအတူတူသိရပါတယ်။ဒီကောင်းမလို့လား။ရေးတော့ဒီကောင်းတော့မထိုင်ငလင်ဘေးတင်ပြည်သူတွေကိုလှူဒန်းပေးနေတာပေါ့နော်ပြန်ပေးမယ်ပြန်တယ်ဘယ်လောက်ပြောလို့အများကြီးချောပြောတယ်လေရောသူအရန်သွတ်တာပဲသမီးတို့လည်းမောင်နှမကောင်းရပါပြည်သူတွေခုလိုခက်ခဲနေတဲ့အချိန်မှာပြည်သူတွေဘက်ကကြက်တီပေးတဲ့ပြောတတ်ပြီလားပြောတတ်တယ်ဇွဲတက်ရွှေဆိုင်ကိုလည်းကျွန်တော်အနေနဲ့ဒီကနေပြီးတော့ထိုးပဲကျေးဇူးတင်ပေးပါတယ်ဦးလေးပြန်ကောင်းပေးကြတယ်။ဘိုင်းတီနေတဲ့ဦးလေးရောတယ်လို့က။အခုအဲ့လိုက်တာ။တို့ခုလိုအခက်အခဲဖြစ်နေတဲ့အချိန်မှာဦးလေးတွေမရောဘူးဒီမရောဘူး။ဖက်ပေါက်လေးဖြစ်သွားသေးတာပေါ့ဗျာ။ဘုရားတိတ်လာတာ။ပါတယ်။ဟောကညီမလေးမောင်လေးလည်းကျွေးလာရော။မိန်းကလေးဆိုတော့ဒီဆိုင်ရတယ်ကိုနဲ့မောင်လေးကိုကြားလာ။ကြားလာ။မောင်နှမတွေဖြစ်။အဲ့ဒီတော့ပါလား
မရဝဲနေအောင်တော့ ဒါတော့ တို့ရဘဝတွေ တိုင်းသားကိုကြီး ဟောရပါတယ်ပြန်ပြီးကြိုးစားပါပေါ့အိမ်ဒီအိမ်လားဟာ က ဝါ လေးလေးကခုမှ10ရက်ရှိနေရဲ့ကံကောင်းလို့ပြင်ဒီတဲ့ကြပြီးတော့ကလေးလေးရောပါမှာ ဟော ဝမ်းလက်သားတွေဝမ်းလက်နဲ့မောင်လေးကို တက်နိုင်တာကူညီပေးခဲ့မယ်လေနော် ပုံစံကြည့်ရတာသူ့မှာတော်တော်လေးကိုအားကိုးမိနေတယ်အားကိုးကမိနေတဲ့ပုံစံပဲဗျ မမတို့ဘဝတွေဘာမှမရှိတော့ပါဘူးပေါ့ အားကြောင့်ဝမ်းသာအားရနဲ့ပြေးဖတ်တာပေါ့နော်ဆိုတော့ခက်ခဲနေတဲ့ပုံပဲ အန်တီကမော ဟုတ် င် ကဲ့ လေး ပါဟုတ်ကဲ့ပါကျွန်တော်တက်နိုင်တာကူညီပေးခဲ့ပါမယ်နော်ငရင်လောက်တဲ့ချိန်ကျတော့လူတွေရှိလားဒီမှာ မတို့အကုန်လုံးရှိတယ် ဟုတ်လား အိမ်ကခမီးခမကအလဲလာတဲ့ချိန်မှာဒီနားမှာကလေးလေးကိုအခက်လွဲနေတာလွဲနေတော့မမဒီပန်းလေးကဈေးရောက်တာမမအိမ်ကစော်ကြီးဝဲလာတဲ့ခါကျအခက်ကတာလွဲတော့အိမ်ကသမီးလေးကနေအမေရေးတွေပြိုးနေပြီအမေတို့ပြေးပြေးဆိုပြီးပြေးခိုင်းတာမမတို့ဒီကရေးတွေကစီးလာတော့ဒီကပြေးနေရတော့ကိုဘက်ကနေပြေးရ ဟောဟိုကြီးရင်ကွဲသွားတယ်ဗော ဘယ်လိုကိုမပြောတတ်တော့မောင်လေးရေမမတို့ကကြုံလည်းမကြုံဘူးဒီလိုကြီး ရ10သိန်းလူခဲ့ပေးမယ်နော်ဝမ်းလာလား ဝမ်းလဲအဲ့ဝမ်းလဲ အမကြီးကကျွန်တော်နှစ်သိန်းရနော် မလေးပါလေ ဟုတ်ကဲ့ပါနော် ငွားပါများလို့လဲခေါင်းတွေလဲကြိုက်နေပြီယူချင်းသိတဲ့ကိုပေါက်နေပြီ မကိုပါနဲ့တော့လောလောဆယ်ဒီမှာ ဒါပေ ဒီ မဲ့ နေ့နဲ့ပြန်ပြီးတော့ကိုကြိုးစားမယ် လူတွေဘာမှမဖြစ်သွားတာပဲကံကောင်းတယ်ပြောရမှာပဲ နော်ဒါကိုသူရောက်ဟိုဒါမော်တော်ဆိုင်ကယ်ဆိုင်ကသူရောက်မော်တော်ဆိုင်ကယ်ဆိုင်က2သိန်းဒီ10သိန်းကတော့9ရက်သားသမီးလှူရဲ့အလှူငွေကိုဒါမှကြီးကျွန်တော်လှူပေးခဲ့တာနော်ပတ်စံရဘာလုပ်မလဲ မတရားကိုပြန်ပြီးစုမှာစုပြီးဝိုင်းလေးတက်နိုင်တဲ့ဟာလေးကိုဝဲမှာဝဲပြီးတော့အိမ်မဆောင်နိုင်တဲထိုးနေမှာ ဟုတ်ပြီဒီမှာမြင်နေရပါမရတော့ဘူး မမြင်ရတော့ဘူးမမတို့ကုန်သွားပြီနော် ဟုတ်ကဲ့ပါအလှူရှင်တွေကိုဗာပြောချင်သေးလေ အမအများကြီးပဲကျေးဇူးတင်တယ်အားလည်းကိုးတယ်ဟုတ်ကမပြောတတ်တော့ဘူးရင်ထဲမှာကို ဟုတ်ကဲ့ပါကလေးရှိလား ကလေးရှိတယ်ကလေးလေးအဲ့ခုမှ10ရက်ရှိသေးတယ်ဒီလေးကစိ တန်းရောက်တာ ပဲ ဆက် ဆက် ရက် ရောက် ပဲ တာ ရှိသေးတယ် ဟာ ကုန်တယ်ကို အစင်ရောပြေလား ကြည့်ပါတယ် 10တန်းလား10 ဟုတ် ရက် ပြီနော်ကျမလည်းကြည့်ဆိုင်ရော ကျေးဇူးတင် ဟုတ်ကဲ့ပါဟိုမှာအလီရှင်ဗာပြောဝင်ပြောလိုက်အောင် မောင်လေးတို့လည်းဒီလည်းမကသူနိုင်ပါသေးလို့ကတိပြောတော့ကျော်လာနိုင်ပါသေးလို့မမဆူတောင်းပါတယ်နော် ဟုတ်ကဲ့ပါအဆင်ပြေပါသေးကြည့်ဆိုင်ပါနော် အားလုံးပဲဖေးဖေးရတယ်ဝေးကွာပါသည်ဗျာ ကျွန်တော်မြန်မာနိုင်ငံပြန်မန်နေဂျာပဲတော့မဟုတ်ဘူးဒါပေမဲ့သူတို့ကသူ့ရဲ့ဒီစင်ကြွရေးကြတယ်ယူကျွန်တော်ပြေဘူးပေါ့နော်ဒီပေါ်ရုံလောင်းကိုရောက်လို့6ရက်တိတိကြာတယ်စွမ်းကုန်ဦးစားပြီးတော့မှကျွန်တော်လက်ရွှေခဲ့တယ်ပေါ့ ကိုနေကသူ့ဖေဆုံးသွားတယ်ဗလာသားထင်တယ်ဗျာ အဲ့ဒါလည်းကိုကြီးတင်တယ် ငလင်းထဲမှာပါသွားတာပေါ့နော် ဒီမြုပ်ကတက်တဲ့အတွက်ပေါ့ပြန်ပြီးတော့မှဒီလူလေးပြန်လုပ်ပြရတော့ဝမ်းသာတယ်နောက်ပြီးကျွန်တော်စဉ်းစားထားတဲ့အရာပေါ့နော်မနေ့ကလည်းကိုတို့ကတိုင်းတယ်တော့မနေ့ကကျွန်တော်ပြင်ရက်တယ်ပေါ့ရက်လေလေးကျွန်တော်ရက်လေတရားနာပြီးရတယ်ကိုတို့ကလည်းပြီးတော့ကျွန်တော်တော့ပြန်လိုက်တော့ပြောတယ်အဲ့ဒါကဘာလို့ပါတယ်ဒီတော့ကလည်းကျွန်တော်လေးပြန်ပြောပါပို့ပါလို့ဒီလိုတားတယ်ကျေးဇူးပါဘောဝင်ရတဲ့အတွက်ဝမ်းသာပါတယ်ကိုကျွန်တော်တို့ဒီလိုက်တာအရင်ပြီးတဲ့ပွဲကိုလည်း30လုပ်ပေးပြပါဗျာအခု ဟောလိုင်းသားရအရင်မိသက်တစ်ဖွဲ့ အခုပြည်တယ်တော့စိတ်ကောင်းပါပဲ တီးလိုက်တာကမြန်မာနိုင်ငံမှာအဖွဲ့နှစ်ဖွဲ့ရှိတယ်ပထမတစ်ဖွဲ့ငလင်းတန်းခံစားပြီးအတိဒုက္ခရောက်လို့ငိုကြွေးနေရတဲ့တစ်ဖွဲ့ဒုတိယတစ်ဖွဲ့သူတို့နေရာမပါသွားရဲ့အတွက်နေစဉ်အစာမပြတ်အတောက်မပြတ်အပျော်မပြတ်အကမပြတ်တချင်းဖွင့်မပြတ်ပျော်ပွဲရှင်ပွဲတွေနဲ့လုပ်နေတဲ့တစ်ဖွဲ့အဲ့တော့တင်ကဘယ်အဖွဲ့ကလဲ